အားလုံးပဲမင်္ဂလာပါမြန်မာ Cost Story YouTube Channel လေးကနေပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကပရရောဂနဲ့ကံမီးအကြောင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ပရိသတ်ကြီးများကစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်တော့ပေးဖို့တောင်းဆိုပါတယ်ဗီဒီယိုအသစ်တွေနိုင်သိရအောင်လဲဘေးက notification ခေါင်းလောင်းလေးကိုနှိပ်တော့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မြန်မာရာဇဝင်တွေကပပဲမောင်တင်တဲ့ရဲ့အကြောင်းအပိုင်းတစ်လေးပဲဖြစ်ပါတယ်ပကံခေတ်သေးတဲ့ကြောင်မင်းနန်းတိုက်ချိန်တွင်တကောင်းလေးပြီးတော့ကြီးကလည်းထင်ရှားနေခြင်းဖြစ်လေသည်အေဂျင့်သားရတဲ့ပကံမြို့လေးရဲ့အလှတရားဘာနဲ့မှမလဲနိုင်ပေတာယာဝင်းကြီးညောင်းပွဲလှပတဲ့ပြင်သာသနာထွန်းကားတဲ့အချိန်ဆိုလည်းမမှားပေဦးတင်တော်နှင့်ဇနီးတော်တို့ကပပဲပညာရဲ့ဖြစ်အသက်မူဝမ်းကြောင့်ပြုသလိုသားသမီးသုံးဦးလည်းထွန်းကားလေသည်ဦးတင်တော်ဟာပပဲပညာရဲ့မှာထွန်းကားလေပြီးသားဖြစ်သူမောင်တင်တဲ့ကလည်းပပဲပညာရဲ့မှာပါရမီပါလေသူဖြစ်လေသည်ဦးတင်တော်သားဖြစ်သူပပဲမောင်တင်တဲ့ဟာထောင်ထောင်မောမောရဲရှိရှိနှင့်ရုပ်ရည်ချုံမောသူဖြစ်လေသည်မောင်တင်တဲ့တို့ပပဲလက်ရကောင်းမွန်ချက်ကတော့သူရဲ့လက်ဖြင့်ပပဲထူရင်အည်သွေးကောင်းမွန်နေသည်လက်ရကောင်းမွန်နေတာကြောင့်မိမိတို့ပပဲဖို့ဘရင်နှင့်မူးမတ်ပြည်သူများလည်းတော်တော်လေးကိုလာရောက်အနံ့သူတွေနဲ့စူးစီးနေကြသည်ပပဲမောင်တင်တဲ့ရဲ့လက်ရကိုအမျိုးမျိုးနယ်နယ်တိုင်းမာယူသူများနှင့်စီကားနေလေသည်ညီမဖြစ်သူဆောင်းမြလာကလည်းမိမိပေါင်းတို့ရဲ့လှပခြင်းတို့နဲ့တော်တော်လေးပြည့်စုံသူတယောက်ဖြစ်လေသည်ညီသူတိုင်းကလည်းဆောင်းမြလာကိုသဘောကျလေးရှိကြသည်ကောင်းခြင်း၅ပါးနဲ့ပြည့်စုံသလိုမောင်တင်တဲ့ရဲ့ရှင်ဝါကြောင့်ဘသူမှအနာမကရဲ့ပေကာလသားတော်တော်များများကလည်းမောင်တင်တဲ့ရှိနေရင်ဆောင်းမြလာကိုမျက်လုံးနဲ့တော့မကြည့်ရဲ့ပေပပဲမောင်တင်တဲ့ရဲ့ပပဲလက်ရကြောင့်တိုင်းပြည်လုံးဝမကအိန္ဒိယတိုင်းပြည်တွေကလည်းသဘောကျနှိချိုက်လေသည်ဘဝကြိုးပေးကံကောင်းတဲ့မောင်တင်တဲ့ဟာတက်ရွယ်နဲ့မလိုက်အောင်ပဲခန္ဓာကိုယ်ကကြီးထွားတတ်မှာပြီခွန်အားဗလာကလည်းကြီးလာသည်မိဖုတ်ထားတဲ့ရဲရဲနီနီတဲ့တန်ကြောင်းကိုမိဘုံတွေကိုရှဲကနန်းနေကပေပေါ်သို့တင်၍ဘဲဘဲလက်ဖြင့်ညက်ကင်ကညာဘက်လက်ဖြင့်ပိတ်သက်ခြင်းတရားရှိသောသူကြီးကိုကန်၍မြောက်ကထူရဲလိုက်သောအတန်သည်ပတ်ဝန်းကျင်တစ်ခုလုံးကိုခြောက်ခြားသွားစေခဲ့ပြီးဘဲဘဲလက်ပြောင်းရင်ပိတ်သက်ခြင်းတရားရှိသောသူကြီးနှင့်မနာတမ်းထုံးနေရတွင်ပြည်သူတိုင်းဖို့အံ့ဩစရာတစ်ခုဖြစ်လေသည်အသိပညာနဲ့ပါလာတဲ့မူမတ်တချို့ကအောင်တင်းတဲ့ခွန်အားဗလာနဲ့ပြည်စုံတာကိုမနာလိုဖြစ်နေလေတော့သည်ဒီလိုနဲ့မောင်တင်းတဲ့ကိုမောင်းမမှန်ကုန်းချောကတကောင်းဖြစ်စီဘီရင်ကြီးထံတွင်လျှောက်လေတော့သည်ဤညံနေသောမူမတ်စကားများကြောင့်ခင်းငယ်လူမြင်လို့ပြောကြသဖြင့်တကောင်းဖြစ်စီဘီရင်ကြီးလည်းတော်တော်လေးကိုထိတ်လန့်နေမိသည်ရှေးပြီးများအနေနဲ့ထင်းနှန်းလူမြင်ကိုစိုးရိမ်တာကြောင့်မောင်တင်းတဲ့တဲ့ကိုမာလာမဆုံးကြတော့ပဲဘရင်ကြီးရဲ့စိုးရင်စေကမောင်တင်းတဲ့ကိုဖမ်းဝန်းထုတ်ဖို့ပဲတရားထပ်တန်နေလေတော့သည်လူရိုးကြီးမောင်တင်းတဲ့ကလည်းရာသွင်းပေကိုတော်တော်လေးထိတ်လန့်ရှာနေသည်မဟုတ်တာမလုပ်ပဲတမအာဇီဝဖြစ်အသက်မူဝမ်းကြောင့်ပြုနေပြီးကျန်တဲ့မိသားစုတွေကိုမထိခိုက်စေချင်တာကြောင့်တကောင်းမီကြီးပိုင်နှံမှလွတ်ရသို့ထွက်ပြေးတိမ်းရှောင်နေရင်ပုပ်ပန်းနဲ့တဝိုက်တွင်ထွက်ပြေးပုန်းရှောင်နေသည်တကောင်းပြည့်ရှင်ဘရင်ကြီးကမောင်တင်းတဲ့အားပရိယေနီဖြစ်ဖမ်းရကြံထုံနေလေတော့သည်ဒါကြောင့်မူမတ်များအားမောင်တင်းတဲ့ဤအောက်ကြောင်ရသဝင်များကိုစုံစမ်းခိုင်းလိုက်လေသည်ဒီလိုနဲ့တကောင်းပြည့်ရှင်ဘရင်ကြီးလည်းတိုင်ငံလဲမယ်လို့မိတ်ထုတ်လိုက်လေသည်မူမတ်တို့တပင်းကြီးသွားဖို့လမ်းများကိုကြိုတင်စီစဉ်ရန်နှင့်ဘရင်ကြီးတိုင်ငံလဲမဲ့အကြောင်းတတိုင်းပြည်လုံးနှိပဲလိုက်လံကြီးညာဖို့ပြင်ဆင်ရလေတော့သည်လူမျိုးကြီးမောင်တင်းတွေကရာဇဝင်ဘေးကိုကြောက်လို့ပုပ်ပန်းနဲ့တဝိုက်ဆောင်ပုံးနေပေမဲ့မိသားစုကိုသာတန်းတန်းနေလေသည်မောင်တင်းနဲ့တောထဲမှာပုံးနေစဉ်တောထဲတွင်ရိုးရိုးရည်သေးလှုပ်ရှားနေတဲ့ပုံရိပ်များကိုမြင်လိုက်ရပြီးစိတ်ထဲတွင်မူမတ်တို့လာရောက်ဖမ်းဆီးတယ်လို့ထင်လိုက်ပြီးတပိရင်နောက်သို့ပြေးဝင်ကဖုံးနေလိုက်သည်ထိုနောက်ရှက်ဆိုတဲ့အတန်ကိုကြားမိတဲ့အခါမှာမောင်တင်းနဲ့တရားအသိကျင်စိတ်ဖြင့်တပိနောက်ကနေချောင်းကြည့်လိုက်ပြီးမောင်တင်းနဲ့တရားပါဇက်အဟောင်းသားနဲ့မင်းကြီးနေမိသည်ကိုရောင်ကိုဝါတောက်ပပြီးချုံမောလှပသောမင်းမပြိုလေးတစ်ဦးကိုတွေးလိုက်ကအကြည့်တခဏမှလှုပ်ရှားသွားတဲ့ရင်ခုန်တဲ့စီးချက်ထဲမှာမျောနေမိသလိုတောနတ်ထဲကိုဒီမင်းကလေးဘာကြောင့်ရောက်နေရလဲဆိုတာကိုစဉ်းစားမိလေသည်ရွှေနှပေချုံမောလှပခြင်းကြောင့်ဖခင်ဖြစ်သူနဂါမင်းကြီးကစိတ်မချနဂါမင်းသမီးလေးရွှေနှပေရဲ့လကရွှေမုံလေးတွေပေါင်းစပ်ထားသလိုဖြစ်နေတာကြောင့်မောင်တင်းတဲ့သည်တော်တော်ကြာကြာငေးမောကြည့်နေမိသည်နဂါမင်းသမီးလေးလည်းမောင်တင်းတဲ့နဲ့အကြီးအကြီးတွေနဲ့ညီတွဲမိထားကြောင့်တောထဲတွင်သူတို့နှစ်ဦးတန်ရောစဉ်ညီတွဲမိလေပြီတကောင်းပြေးရှင်ဘရင်ကြီးတဲ့တိုင်းငံလဲလာရင်မောင်တင်းတဲ့ညီမဆောင်းမျက်နှာကိုတွေးမိပြီးအကျဉ်ရုပ်တဲ့မူမတ်တို့ကလည်းအရှင်မင်းကြီးရှောက်တင်ခွင့်ပြုပါဗျာဟိုးရှေ့ကမင်းမပြိုလေးရပပဲမောင်တင်းတဲ့ရဲ့နမငယ်လေးပါဗျာသူ့အလှနဲ့တည်ငါတို့ဒီနေ့မှတော်တော်လေးကိုမွေးနေပါတယ်ဗျာနှခမ်းမွေးတသားသားတကောင်းပြေးရှင်ဘရင်ကြီးကတော်တော်လေးကိုစဉ်းစားနေပြီးဆောင်းမျက်နှာကိုတော်ကောရန်ပြောလိုက်သည်မှန်လားပါဗျာကျွန်တော်မျိုးလူလေးသိမရှိအောင်စီစဉ်လိုက်ပါမယ်သူ့ကိုညင်းထားတဲ့ဆောင်းမျက်နှာဒီတကားတော့ညင်းနိုင်ခြင်းမရှိအောင်လုံးမယ်လို့ကြုံရထားတဲ့မူမတ်တွေအတွက်တော့ဝမ်းသာအားရနေလေသည်မြန်မာရာဇဝင်တွေကပပဲမောင်တစ်တဲ့အကြောင်းအပိုင်းတစ်ကတော့ဒီလောက်ပါပဲเนาะအဆုံးလေးနားတော်ဝေပေးတာအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ